ဟုတ်ကဲ့ပါတိုင်ပေါ်ကနေအားလုံးကိုကြိုးဆိုနေပါတယ်ခင်ဗျာအားလုံးပဲမင်္ဂလာပါခင်ဗျာဒီနေ့မှာဆိုရင်เนาะတငယ်ချင်းတို့ကကျွန်တော်တို့ Facebook page မှာနာမည်ပြောင်းချင်လို့ဘယ်လိုပြောင်းရမလဲမဆိုရင်တော့သိချင်တဲ့တငယ်ချင်းများလုံးမတားတဲ့တငယ်ချင်းများဒီနေ့ကိုကျွန်တော်လာတင်ပြပေးမှာဖြစ်ပါတယ်ခင်ဗျာပေါ့နော်ဟုတ်ကဲ့ပါအတူတူသွားကြမယ်မသွားခင်မှာကျွန်တော်ကိုလည်း share ပေးပါနော်ပြီးရင်လည်း follower လေးလုပ်ပေးကြပါခင်ဗျာဟုတ်ကဲ့ပါသွားကြမယ်ဟုတ်ကဲ့ပါတကယ်ကြည့်လို့ပေါ့နော်နောက်ပါတိအချက်ကတော့ကျွန်တော်တို့ Facebook ထဲမှာဝင်လိုက်ပါခင်ဗျာဝင်လိုက်ပြီးဆိုရင်အပေါ်က profile မင်း3ချောင်းလေးကိုတစ်ချက်ကိုဝင်လိုက်ပါပြီးဆိုရင်ဒီနေရာလေးကိုကျွန်တော်တို့ဘေ့မှာဝင်မယ်ဆိုရင်တစ်ချက်ကိုနှိုက်လိုက်ပါနှိုက်လိုက်ပြီးဆိုရင်ကျွန်တော်တို့ဘေ့မှာတစ်ချက်ကိုဝင်နှိုက်လိုက်ပါဟုတ်ကဲ့ပါဒီလိုမျိုးပေါ်လာပြီးဆိုရင်ဒီမင်း3ချောင်းလေးဒါရှက်လေးဝင်နှိုက်လိုက်ပါခင်ဗျာဝင်နှိုက်လိုက်ပြီးဆိုရင်အပေါ်က loop function တစ်ချက်ကိုဝင်နှိုက်လိုက်ပါပြီးဆိုရင်တခါတလေကြတော့ဒီနေရာလေးကိုဒီအပေါ်ဟာလေးကိုเนาะပြီးကျွန်တော်တို့ဖေတခြားသောဖုန်းလေးကိုပေါ်လာတယ်ပေါ့เนาะဖေရုပ်ပုံလေးကိုပေါ်လာပါတယ်ကျွန်တော်ဘောကတော့မပေါ်လာဘူးတခါတလေကြတော့ဒီမှာကျွန်တော်တို့ကိုယ်တိုင်ရေးရမယ်ပေါ့เนาะကန်တန်းခန်းဖေပေါ့เนาะဒီမှာเนาะဒီမှာပေါ်လာပြီတွေ့လားတခြားသောဖုန်းမပေါ်လာဘူးဆိုရင်ကန်တန်းခန်းဖေကိုတစ်ချက်ကိုရေးထည့်လိုက်ပေါ့เนาะရေးထည့်လိုက်ပြီးဆိုရင်ဒီလိုမျိုးပေါ်လာလိုက်မယ်ပေါ့เนาะပေါ်လာပြီးဆိုရင်တစ်ချက်ကိုဝင်လိုက်ပါဝင်လိုက်ပြီးဆိုရင်ကျွန်တော်တို့နာမည်ကိုတစ်ချက်ကိုဝင်လိုက်ပါဒါကတော့အရက်60အတိုင်းမှာတစ်ခါကိုပြောင်းလဲလို့ရပါတယ်ခင်ဗျာပေါ့နော်အရက်60ပြီးမှတစ်ခါပြောင်းလို့ရပါတယ်เนาะ3လပေါ့နော်ဒါတော့ကျွန်တော်ဖြည့်လိုက်မယ်ပေါ့နော်ဥပမာပေါ့ကွာကျွန်တော်ဗာရေးမလဲဗာရေးနာမည်တင်မလဲဆိုရင်တော့ရင်ဟာသားလေးရင်ဟာသားလေးပေါ့နော်အဲ့လိုမျိုးရေးထည့်လိုက်မယ်ပေါ့နော်ပြီးရင်ဒီRosso campaign တစ်ချက်ကိုနှိုက်လိုက်ပါပေါ့နော်ပုတ်ဘယ်ဟာဒါတော့နာမည်အရင်ကနာမည်ပေါ့နော်ဒါတော့နာမည်အသစ်လေးပေါ့နော်နာမည်အသစ်လေးကိုယူလိုက်ပါပေါ့နော်ပုတ်ပြောင်းလိုက်ပြီဆိုရင်အောက်ကတစ်ချက်ကိုထည့်လိုက်ပါပြီးရင်ကျွန်တော်တို့ password ကိုထည့်ရမှာပေါ့နော်ဒါတော့ password ကဘယ်ကလာမလဲဆိုရင်ပေါ့နော်ကျွန်တော်တို့ email ထဲမှာပြောင်းစစ်ကြည့်ရမှာပေါ့နော် email မှာပေါ့နော်email မှာပြောင်းလာကြည့်လိုက်ပါဒီမှာပေါ်လာပြီးတွေ့လာနော်ဒီမှာဝင်ကြည့်လိုက်ပြီးအကနောင်ကိုယူလိုက်ပြီးဆိုရင်ဟိုကျွန်တော်တို့ဒီနေရာလေးကိုပြောင်းလာချလိုက်ပါပေါ့နော်ပြီးရင်ဒီအပြာရောင်လေးကိုထည့်နှိုက်လိုက်ပါပေါ့နော်ဒီလိုမျိုးဆိုရင်ကျွန်တော်တို့နာမည်ကတော့ပြောင်းသွားတာကိုအဆင်ပြေသွားပါပြီပေါ့နော်ဟုတ်ကဲ့ပါနော်ဒီဗီဒီယိုလေးကိုပြန်လာကြည့်လိုက်ပါပေါ့နော်နာမည်ပြောင်းလာပြီလားမပြောင်းသွားပြီလားခဏနေဦးနော်နောက်ခဏကျရင်သူပြောင်းလာလိုက်မယ်ပေါ့နော်အခုဆိုရင်ပြောင်းလာပါပြီနော်โอเคပါနော်ဒီဗီဒီယိုလေးကိုနော်တကယ်ချင်းနဲ့အကျိုးရှိတယ်ဆိုရင်များ share ပေးဖို့မမေ့ကြပါနဲ့ပေါ့နော်ကျွန်တော်ကိုလည်း follower လေးကိုလုပ်ပေးကြပါအောင်ပေါ့နော်နောက်ဗီဒီယိုလေးကိုတွဲဖို့နဲ့ပတ်သက်တဲ့အရာအားလုံးသမျှနော်ကျွန်တော်တင်ပေးမှာပေါ့နော်ဒါဆိုရင်ဒီလောက်လေးနဲ့ပဲပေါ့နော်အားလုံးပဲမင်္ဂလာပါခင်ဗျာအားလုံးပဲအဆင်ပြေကြပါစေ